ဒီမနမေကတော့တရားဖြစ်ပါရဲ့ဒီနေ့စကားကရှင်းမတင်ထားပေးတဲ့အပိုင်းနှစ်ကလေးစော့ပြပေးသွားမှာဖြစ်ပါတယ်ရှင်လာsubscribe လုပ်ဖို့လည်းမေးကြနေအောင်တော့တက်ဆက်ရအောင် let's go ခေါ်ဟူခေါ်ဟူတီ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 ဘယ်တော့မြင်ရလဲဟမ်ဘယ်နဲ့ဆိုရလဲအချောင်းနဲ့ခွဲနေပြီအဲ့ဒီကဆီယမလောရလေကြောက်တော့မှာလားကြောက်တော့မှာနောက်ကျနေပြီဒီမတော့အောင်ဘာလို့မလဲမသိဘူးဒီမို့ဆိုလည်းတော့နေကြလောက်မှာအိမ်နာတပီတော့ခါနာတပီဘယ်နိုင်ထိုးပြီးလည်းမသိဘူးတက်ကြည့်လောက်ဟမ်ရှင်းနိုင်ခွဲနေပြီတော့ကပါပဲကျောင်းဆယ်နိုင်စားတာအင်ဂျီလာမယ်ကဲအင်ဂျီဝသားလေးဘောဆိုတာလာပြမယ်မတော့ဘူးစမကဲလာလည်းပြင်မှုရဆိုတော့ငါပတ်စဲလိုရမယ်ပတ်စဲအောက်မှာပတ်စဲရအောက်မှာပတ်စဲအောက်မှာပတ်စဲရောအော်ဒီမှာကဲပတ်စဲနေယူပါဆိုတော့ငါတော့မတော်ဘူးကြောင်လို့နှုတ်ဆက်လာကြောင်ရောကြောင်ရောဘယ်ရောက်အပေါ်မှာလာမသိဘူးဒီပေါ်ထဲမှာကြောင်လေးရင်ငါကျောင်းသွားရမယ်နော်ပြန်လာနီးဆိုငမုတ်တွေဝလာခဲ့မယ်နော်ဒါပဲနော်တပါဒီကျောင်းလို့လေနောက်ဆက်ပွဲဆိုတော့မယ်ကင်အကဲတမဖုန်းဆက်ပလာမယ်ဟုတ်ကဲ့အေးကဲနမအေးကျမလေးကျောင်းလိုက်ဖို့ပါအောင်အော်လာခဲ့မယ်နော်အေးအစတာပဲနော်ဟုတ်ကဲ့ပါဖင်းနာတန်နေတော့တိခတ်ပြီးတော့ကြည့်ပေးကြပါရှင်ကဲတမလည်းကြောက်လိုက်ကြစောင့်ညာငါဟိုမှာစပယ်ငါခေါ်နေတာဆိုင်ရနေတော့ကြောက်ဒီစပယ်ရငါသူဆက်ခေါ်နေတော့ပြကြွရမယ်တော့ကြွရမယ်စပယ်လေးရေငါလာပြီနော်အဲ့ဒီရေထဲမှာဖုံးမကြောင်နေသေးတယ်ကဲမင်းမြမောင်းစမ်းဒီစိုက်ကတမလည်းမမြင်ဘူးလားမသိဘူးမစပယ်အိတ်တွင်နေပြီတော့မောင်းစမ်းပါမောင်းစပယ်ရေငါရောက်ပြီနော်လောက်လာပြီလားမနောက်ကျနေပြီကျောင်းကမဆယ်နိုင်တော့သုံးနေပြီမြင်လေးလုပ်ပေးပါရှားစီရမယ်လာတပန်းမြင်လေးမောက်ပေးပါနော်အေးပါမြင်လေးမောက်ပေးမယ်တိချတာကြိုင်လားဥမာကျောင်းရောက်လဲလျှောက်ပြီးတော့မသွားကြဘူးတိချလေးမောက်ပေးနော်အေးပါကိုယုံလိုက်စမ်းပါမရှင်းယုံပါရဲ့ကျမပါမယုံလားရှင်းမှာကျမကြောင်ရောက်ပြီရှင်းပြမသိပါတယ်တိချမောင်းပါရှင်းရလဲဘလို့မောင်းညာနင်တို့ဘယ်လိုမဟုတ်ပါအေးပါဟာနာဝါလို့ပါဒီဘက်ဆင်းလို့ရရင်နော်မရောက်သိဟုတ်တယ်လေကျွန်တော်ခရဲတော့ကျွန်တော်သိနေပြီညဖုန်းပေါ်စပယ်နာမည်လေးနဲ့လေကျွန်တော်မတကယ်တော့စပယ်မဟုတ်ပါလေဂန်ကိုလေအော်ဂန်ကိုလားအဲ့ဆိုတော့လေရှင်းသွားလို့ရပြီပြီးပါကွာဆိုင်ရလေ
င်းမူးလိုက်တာအဲ့ဆိုင်ကမောင်းနေလို့ရတယ်ကြောက်လို့တော့ငါလည်းမဆက်ဘူးစိတ်နေတယ်သွားတော့မတော့ကျောင်းကနောက်ကျနေပါဘူးဆိုမှဒီနေ့စကားပြောနေရမောတယ်ကျောင်းဆက်မနောက်ကျနေပြီနော်ဟုတ်ကဲ့ဆရာနည်းနည်းတော့ဟုတ်ကျနေပြီဟုတ်တာပဲ10နာရီတော့ကျော်တော့မယ်နည်းနည်းလေးတော့မှရမယ်ဒါကြောင့်ရတာရလိုက်တာဟဲ့ကဲသွားမယ်ဟာကြောက်တာတည်းနေရတယ်စူးညင်းနေပဲအော်ဆရာမကြီးနောက်ကျတယ်နော်ဟုတ်တယ်လမ်းမှာဆိုင်ကယ်တွေပိတ်နေတာဆိုင်ကယ်ဆရာလည်းဘလို့လည်းမသိပါဘူးမပြီးတော့မှငါကလည်းနေမှာပြင်ဝင်ရအောင်ဟုတ်လားစိတ်ရတော့ကွာမထူးပါဘူးငါလည်းကြောက်စရာမလေးကိုချစ်တော့ဆောင်တယ်ကျောင်းစေဝါတော့အခါမရမလားတဲ့ဗမ်းဒီနာအကျောင်းတော့ဆင်းရဲပဲငါပြောမရအောင်ဟိုစိုက်ကဆရာလည်းခေါ်အောင်ပါလားခင်ကဲသွားလာအောင်မယ်အဲ့ရှိမဆိုင်ကရင်းနေပြီဟဲ့ကကဟိုဆိုင်ကဆရာလားမသိဘူးသွားလာအောင်မယ်ဟယ်လိုဟာလေကဲသွားလာအောင်မယ်ဟဲ့ဆိုင်ကဆရာညီမတို့ငါ့ကိုရဲဆောင်နေရလဲကျောင်းဆောင်မလေးတူတူတော့ငါကလက်လျှောက်ပြန်မှာညမဆုံးကပြည့်တဲ့တယ်မနေ့ကတကူးဘာကွာလုံးမစလို့မပြန်တာနေ့ကပြန်တော့ဟာဟုတ်လားခေါ်နေလည်းမသိဘူးတော်ပြီသွားပြီမမလည်းမသိဘူးကိုကိုအေးစေးလက်လျှောက်ပြန်လို့ရတဲ့ဥစ္စာကိုမနေ့ပိုင်းလေးငါလက်လျှောက်မှပြေလို့ခေါ်တဲ့ဥစ္စာนี่ဘာလာခေါ်နေရကားလဲဆိုတော့ငါလိုက်အောင်မယ်သူဆိုင်ကယ်ကြီးနဲ့သူ့ကိုဖက်ရတာမောတယ်你别嘛呀没，我白杀了你，你要咋来杀嘛？别，别把钱这把要到没？哎，要到卡，给人家拿手拿要蜡笔。ကဲအဲ့တော့အိတ်ချင်လာပြီဝစားမလဲဘဲနဲ့အိတ်လိုက်ကောင်းမလားမသိဘူးဒီချိုးလာကဲရေလေးချိုးဖို့အိုက်ဆိုတော့ငါအင်ကြီးပဲလဲရအောင်ပေါ်ထက်သွားပြီအင်ကြီးကြောင်ကလေးရောမိကြောင်လေးချစ်စရာလေးနော်ငါကြောင်လေးစားမယ်ဒီကြောင်လို့လည်းခေါ်ရမယ်အဲ့လာကြောင်นี่လည်းငါနားစာကျင်းဒီနားစာကကဲမနေ့စားရလို့ဝယ်ဆိုစားရမယ်ကဲစားလို့လည်းကောင်းလိုက်တာငါအဲ့ရဝယ်ရှိတော့ရဲ့အဲ့တော့မယ်ဒီကြောင်လေးကိုပေါ်တင်ပြီးတော့ငါအိတ်တော့မယ်
အိတ်တော့အိတ်ချင်ညပတ်တော့ရောက်ပါလေ။ဒါနဲ့တော့လည်းခါနာမှာအိတ်တယ်။ညမှာနေလို့ညကျရင်ကြောင်းပိတ်တယ်ပါဖြစ်အိတ်တော့မယ်။ကဲဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဆုံးကြီးကြည့်ပေးကြတဲ့တရားချင်းစီတာကျေးဇူးတင်ပါတယ်။အားလုံးပဲတက်တာ